သော်ဘုရားလက်ထက်ကမြတ်စွာဘုရားကိုကိုယ်ဝယ်စိတ်ကပ်ကြတဲ့ဥပဒကတွေဟာတရားတော်နဲ့ပတ်သက်ပြီးတော့ထင်ရှားကြော်ကြားတဲ့ဥပဒကတွေရှိသလိုမထင်ရှားတဲ့ဥပဒကတွေလည်းရှိတယ်။ခဏထီအောင်ပဲလွန်ခဲ့တဲ့2500ကျော်အစပြီးတော့မြတ်စွာဘုရားကိုကိုယ်ဝယ်စိတ်ကပ်ကြတဲ့ဥပဒကတွေရဲ့အစဉ်ဆက်ဟာမပြတ်ရှိနေတယ်။မြတ်စွာဘုရားလက်ထက်ကတော့အိန္ဒိယနိုင်ငံမှာမစ္စည်းမဒေသမှာဘုရားရဲ့ဥပဒကတွေဟာထင်ထင်ရှားရှားရှိခဲ့ကြတယ်။ဒီကနေ့ခေတ်မှာတော့အိန္ဒိယနိုင်ငံမှာဘုရားဥပဒကဟာညော့နေသွားပြီးတော့သာသနာတော်ထွန်းကားတဲ့မြန်မာနိုင်ငံလိုအိန္ဒိယနိုင်ငံရဲ့အပြင်ဘက်မှာမြတ်စွာဘုရားကိုကိုယ်ဝယ်စိတ်ကပ်ကြတဲ့ဥပဒကတွေထင်ရှားတဲ့ဥပဒကတွေမှတ်တမ်းတင်ထားတဲ့ဥပဒကရှိသလိုမှတ်တမ်းမတင်တဲ့ဥပဒကလည်းရှိတယ်ပေါ့အဲ့လိုထင်ရှားတဲ့ဗုဒ္ဓဥပဒကတွေဟာစစ်စမပြတ်ယနေ့ထီအောင်ရှိကြတယ်ဒီကနေ့ဘုရားလက်ဥပဒကတွေရဲ့အကြောင်းကိုအတူယူအားကြသိရှိကြရအောင်တပုဒ္ဒပဏိကဂုံတိညီနောင်လို့ခေါ်တဲ့ပထမဆုံးဥပဒက2ဦးအကြောင်းကနေစတင်ပြီးတော့ဟောကြားနာကြမယ်ပေါ့ပုဂ္ဂိုလ်တဦးတယောက်ရဲ့အကြောင်းကိုသိတဲ့အခါမှာထိုပုဂ္ဂိုလ်ရဲ့ကြီးညိုဝဲရာဘဝဇာတ်ကြောင်းအပြင်သင်္ကန်းစာယူเสียအကြောင်းအရာများလည်းပဲပါရှိတာမို့မတ္တနာယူပြီးတော့မိမိတို့အတူယူအားကြောင့်ကြိုးစားအားထုတ်နိုင်ကြတာဖြစ်တယ်ဒီကနေ့ညတပုဒ္ဒနဲ့ပဏိကဂုံတိညီနောင်ရဲ့အကြောင်းကိုပါဠိထက္ကရာတွေမှာဖွင့်ဆိုထားတဲ့အတိုင်းနိုင်မှတ်သားကြရအောင်ပထမဆုံးပါဠိတော်မှာတပုဒ္ဒနဲ့ပဏိကဆိုတဲ့ဂုံတိညီနောင်အကြောင်းကိုရေးသားထားတာတွေကပထမဆုံးဝိနည်းမဟာဝက္ခပါဠိမှာရာဇယနတတ္တဟာလို့ခေါ်တဲ့လင်းလုံးပင်သတင်းသုံးတဲ့ရသော်ရသတင်းသုံးတဲ့လင်းလုံးပင်တရားမှာသတင်းသုံးတဲ့အချိန်ကနေစပြီးတော့ဖော်ပြထားတဲ့ဇာလံကပဲစာရမှာဖြစ်တယ်အထက်ကရာတွေကြတော့သူတို့ရဲ့စာကြောင်းကိုအတိတ်ဘဝရောပစ္စုပန်ဘဝမှာရေးသားပြီးတော့ထားကြတယ်စာကြောင်းဆက်မိယုံနေပြောရမယ်ဆိုလို့ရှိရင်သူတို့ကကဘာတသိန်းကနေပြီးတော့မြတ်စွာဘုရားကိုပထမဆုံးအာဟာရဆွမ်းကပ်ခွင့်ရအောင်ဆုတောင်းခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုတယ်အဲ့ဒီမဲ့အင်္ဂုတ္တရအထက်ကထာဣတရကဝတ္ထုဣတရကဝက်အခန်းမှာဆိုထားတာလေးကိုရင်စပြီးတော့ပြောတပုဒ္ဒပဏိကတို့ဟာမြတ်စွာဘုရားဖျားလောင်တရားထုတ်လို့တွတ်ထွက်ပြီးတရားကျင့်မြတ်စွာဘုရားမဖြစ်ခင်မြတ်စွာဘုရားဖြစ်တဲ့အချိန်နဲ့တိုက်ဆိုင်ပြီးတော့အတိတင်္စနမျိုးကချမ်းသာကြွယ်ဝတဲ့တကြွယ်အိမ်မှာသူတို့ညီကိုနှစ်ယောက်လူလာဖြစ်တယ်အတိတင်္စနမျိုးဆိုတာဘယ်မှာရှိတယ်ဆိုတာကိုတော့ဒေသနဲ့ဖော်ပြတာတော့မရှိဘူးအဲ့ဒီအတိတင်္စနမျိုးမှာတကြွယ်ရဲ့သားဖြစ်ပြီးအကြီးကတပုဒ္ဒ
အငယ်ကပန္လိကအမည်နာမကွဲပြားတာတွေလည်းရှိသေးတယ်တီဟိုမူနဲ့အင်္ဂလိပ်မူကြတော့တပုဒ္ဒကိုတပတ်တုလို့ဖော်ပြတယ်ပန္လိကကတော့တူတူပဲသို့တော့ပန္လိကကိုလည်းပန္လိယလို့ရေးတဲ့စာပေတွေလည်းရှိတယ်အမည်နာမဆိုတာတော့တိတိကျကျရေးတော့မဟုတ်တတ်ဘူးအဲ့လိုသူတို့ဟာအတိတင်စနာမြို့မှာဝေဖွာလာတဲ့ပုဂ္ဂိုလ်တွေအဖြစ်ဖော်ပြပြီးမြတ်စွာဘုရားအလောင်းတရားကျင့်လို့ဘုရားကရပတ်ဝန်းကျင်မှာသတင်းသုံးနေတဲ့အချိန်သူတို့လည်းရွယ်ရောက်ပြီးတော့အိမ်တော်ရဲ့သားကြလို့ကိုရောင်းကိုဝယ်နဲ့အသက်မွေးကြတယ်ထိုခေတ်ကကိုရောင်းကိုဝယ်ထွက်တဲ့အခါမှာလဲရီနဲ့ကုန်ပစ္စည်းတွေတင်ပြီးတော့ဝယ်လေးရှိကြတော့လဲပေါင်း900နဲ့မိမိတို့ဒေသအတွက်ကုန်တွေကိုတင်ပြီးတော့တခြားဒေသသွားရောက်နေတခြားဒေသကုန်တွေကိုလှဲနဲ့တခါပြန်တင်လာပြီးတော့မိမိဒေသမှာပြန်လိဖြစ်ဖြန့်ပြူးတယ်ပေါ့လေအဲ့တော့သူတို့ဟာအတိတင်စနာမျိုးကနေပြီးတော့ကိုရောင်းကုန်ဝယ်ကိစ္စနဲ့အခုပိစိမဒေသလို့ခေါ်တဲ့ဘုရားကရဒေသဘက်ကိုရောက်ရှိပြီးတော့လာကြတာအင်္ဂုတ္တထက္ကရာဖွင့်တဲ့အတိုင်းအရင်ပြောရမယ်ဆိုရင်ဖះနဲ့ပဲပုံတွေ့တယ်လေလို့ရှင်းပြတာဟာကွဲလဲမှုလေးတွေတော့ရှိမဟာဝဲကပါဠိတော်မှာဖះနဲ့ပဲပုံတွေ့တော့ဆိုရှင်းရှင်းလေးပဲရေးထားတယ်သူကတော့သူတို့ဟာဘုရားကရဒေသဘက်ခရီးရှိကိုရောင်းကုန်အလုပ်ဖို့ထွက်လာကြတယ်ထွက်လာတဲ့အခါမှာအတိတ်ဘဝကသူတို့နဲ့ဆွေမျိုးတော်ခဲ့ဘူးတဲ့ဘုံမဆိုးနတ်ကဒီနားမှာမြတ်စွာဘုရားသတင်းသုံးနေတယ်မြတ်စွာဘုရားကိုပါလာတဲ့အစာအာဟာရတွေနဲ့သွားပြီးတော့ကတ်ဖို့ဆိုပြီးတိုက်တွန်းတယ်လို့သူဆိုတယ်ပါဠိတော်မှာတော့အဲ့လောက်လေးပဲသို့သောအင်္ဂုတ္တထက္ကရာမှာကြတော့အင်္ဂုတ္တထက္ကရာနဲ့ထေရဂါထာထက္ကရာမှာဘယ်လိုရေးထားတယ်ဆိုသူတို့လဲပေါင်း900ထွက်လာတဲ့အခါမြတ်စွာဘုရားသတင်းသုံးတဲ့အနီးအပါရောက်တဲ့အခါလက်ကရုတ်တရက်ရပ်တန့်သွားပြီ။ဓွားတွေကရှေ့ဆက်မသွားတော့တဲ့အနေထားမျိုးရောက်တော့ထုံးစံအတိုင်းရှေ့ခေတ်ကတခုခုဖြစ်ပြီဆိုရင်နတ်တွေကိုပူဇော်ပတ်တာလေးရှိကြတာဟုတ်နော်။အဲ့ဒီချိန်မှာရှေးဘဝကသူတို့ရဲ့မိခင်ဖြစ်ခဲ့ဘူးတဲ့နတ်ကအဲ့ဒီမှာပုံမစိုးနတ်ဖြစ်သူကနေပြီးတော့ဒီနားမှာဖះရှိတယ်မြတ်စွာဘုရားသတင်းသုံးနေတယ်အဲ့ဒီဖះကိုမင်းတို့ပါလာတဲ့သန္တရိက္ခာတွေတဲ့လူတန်းညာဓမ္မကုသိုလ်ကောင်းမှုတွေမင်းတို့ရေရှည်အကျိုးရှိမယ်လို့တိုက်တွန်းနှိုးဆော်လို့သူတို့ဖះစီရောက်သွားတယ်လို့သူဆိုတယ်နော်မဟာဝဲကပါဠိတော်ကတော့အဲ့လိုမဆိုခရီးသွားရင်တွေ့ကြုံတဲ့သဘောမျိုးရေးထားတာပေါ့နော်ဒီလိုစာပေကျမ်းကနေမှာဘာလို့ကွဲလွဲမှုတွေရှိတာတုံးလို့ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကရေးထားတဲ့စာတွေမှာစာကြောင်းနဲ့ပတ်သက်ပြီးကွဲလွဲမှုတွေအများကြီးဗမာသမိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်နော်ရတနာဘုံခေတ်ကဟာတောင်မှပဲကွဲလွဲမှုတွေအများကြီးရှိတာတိကျသေးကြတဲ့မှတ်တမ်းမှတ်ရအားနေခဲ့တဲ့ရှေ့ခေတ်ကတော့တိကျသေးကြမှုတွေတော့မရှိဘူးမဲ့လို့အဲ့ဒီထဲကနေပြီးတော့ကြည့်ရင်စိတ်ဝင်စားစရာတွေကောင်းတယ်ပေါ့စိတ်ဝင်စားစရာတွေကောင်းတယ်စာနဲ့ရေးမှတ်ထားတာမဟုတ်သည့်အတွက်ကြောင့်အစဉ်အလာပြောပြတဲ့စကားတွေရဒီဇလန်လေးတွေကိုသိရတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဆုံလပြည့်နေ့မှာဘုရားဖြစ်သူရောက်တယ်
အဲ့ဒီဖျားဖြစ်မဲ့တဆုံလာပြီနေ့မနေ့မှာသူဇာတကဏတို့စွမ်းဆက်ကတ်ထားလို့အဲ့ဒီကဏတို့စွမ်းကို49လို့ဖုံးမေ3ဆောင်ပြီးတဲ့နောက်မှာဖျားဖြစ်သူရောက်ပြီးတဲ့အခါသူဇာတကတ်ထားတဲ့ကဏတို့စွမ်းမှာနတ်တွေကထည့်သွင်းထားတဲ့နတ်ဩဇာတွေကြောင့်မြတ်စွာဘုရားဟာအစာမဖုံးမိပဲနဲ့49ရက်ထိအောင်ကြာမြင့်လာခဲ့တယ်နေ့စဉ်နဲ့မြတပတ်တနည်းအားဖြင့်ဘောဓိပင်ပလင်ပေါ်မှာတပတ်ပလင်နီးကနေပြီးဘောဓိပင်ကိုကြည့်နေတာတပတ်အဲ့ဒါလို့9ပတ်တိ49ရက်မြတ်စွာဘုရားဘောဓိပင်နာမှာပဲတရင်သုံးပြီးဖလားတော်ကချမ်းသာကိုခံစားပြီးနေတော့အစာမစားရပဲနဲ့အလိုလျောက်ခန္ဓာကိုယ်မှာအင်အားတွေပြည့်ပြီးတော့လေအင်အားပြည့်နေတယ်ခုခေတ်လူတွေပြောရင်တော့အာဟာရသိဋ္ဌိပြည့်နေတယ်ပေါ့နော်ဘာမှမစားတော့ပဲနဲ့မြတ်စွာဘုရား49ရက်အဲ့ဒီကနေ49ရက်ပြည့်တဲ့အခါမှာလင်းလုံးပင်လို့ခေါ်တဲ့ရာဇာယနာဘက်ကိုမြတ်စွာဘုရားကြွပြီးတော့တစ်ပတ်တရင်သုံးတယ်အဲ့ရာဇာယနာမှာ9ရက်တမဘောဝင်စားပြီးနေတဲ့အခါရက်ပေါင်း56ရက်ပြည့်သွားတယ်အဲ့တော့အစာမဖုံးပေးရတာ2လနီးနီးဖြစ်သွားတာပေါ့နော်56ရက်လုံးဝအစာရည်စားမရှိတဲ့အချိန်သို့တော်လည်းခန္ဓာကိုယ်ထိခိုက်ခြင်းမရှိဘူးတရားရဲ့အစွမ်းတကူနဲ့ခန္ဓာကိုယ်ကလန်းဆန်းနေတယ်သို့တော်သဘာဝတရားဆိုတာလွန်ဆန်လို့မရဘူးအဲ့ဒီရာဇာယနတတ္တဟာမှာ9ရက်တရင်သုံးပြီး56ရက်မြောက်တော့မနေ့အာယုတက်ခဏီတရားမင်းကြီးကဆေးနဲ့ရောထားတဲ့ချက်စုသည်သို့မဟုတ်စီးပြုသည်ဖန်ကသည်အဲ့ချက်စုသည်နဲ့ဆေးနဲ့လာပြီးတော့ကတ်တယ်အဲ့ဒါလည်းကတ်ပြီးသားရောမြတ်စွာဘုရားကိုယ်လက်တန်းစင်မှုဖြစ်တယ်အဲ့ဒီကိုယ်လက်တန်းစင်မှုလုပ်ပြီးတဲ့နောက်ပိုင်းမှာလူတွေရဲ့သဘာဝအရ56ရက်တိတိအစာမစားရတဲ့အချိန်မှာအဲ့ဒီအချိန်မှာအစာလိုအပ်လာတယ်လို့ပြောတယ်အစာလိုအပ်လာတယ်အဲ့ဒီအစာလိုအပ်လာတာကိုသိရှိသည့်အတွက်ကြောင့်ဂုဏ်တွေကလည်းစာနာရိက္ခာတွေပါဝင်ကုန်ပစ္စည်းတွေတင်ပြီးတော့မြတ်စွာဘုရားသတင်း300အနိပါကနေဖြတ်တန်းသွားလာကြတယ်သူတို့ရဲ့အကျိုးကိုလိုလားတဲ့ဆွေဟောင်းမျိုးဟောင်းဖြစ်တဲ့ဘုံမဇ္ဇနတ်ကမြတ်စွာဘုရားရှိရာကိုညွှန်ပြပြီးတော့သူတို့မှာပါလာတဲ့စာနာရိက္ခာ2မျိုးဆိုတာရှေးခေတ်ကလမ်းမှာဆန်တို့ပဲတို့တဲပြီးတော့ချက်စားတာမဟုတ်ပဲနဲ့အလွယ်တကူစားလို့သားလို့ရအောင်ဆန်ကိုလှော်ပြီးတော့အမှုန့်ထမ်းသွားတာတတ္တုလို့ခေါ်တယ်ဆန်ကိုလှော်ပြီးတော့အမှုန့်ထောင်းထားတယ်စားလို့တော့ကောင်းလောက်ဆရာရှိတယ်နော်ဆန်လှော်အဲ့ဒီဆန်လှော်မွေးလေးအမှုန့်ထောင်းပြီးတော့သွားရရက်မှာယူသွားတယ်ရှည်လေးနဲ့ဖြော်ပြီးတော့တောင်းလို့ရတယ်ပေါ့နော်အဲ့ဒါကိုမဆုပ်မလုံးမဲထားတာကြတော့အဘဒ္ဒတတ္တုလို့ခေါ်တယ်မုံညက်မုံမှုတ်အဲ့ဒါကိုသူတို့ဗာနဲ့စားတော့ဆိုရင်ပြားတို့တခါတို့နဲ့ရောပြီးတော့အလုံးလုံးပြီးစားလိုက်လို့ရှိရင်အလွန်ကောင်းတဲ့အာဟာရအားလည်းရှိတယ်ကိကထားလည်းမများဘူးအဲ့ဒါကြတော့ဘဒ္ဒတတ္တုလို့ခေါ်တယ်
အဘဒတတုနဲ့ဆံမှုတ်နေကြတော့အဘဒတတုပြားတို့တကားတို့နဲ့ထားတာကြတော့အဘဒတတုလို့ခေါ်တယ်ဗဒတတုပြားတို့နဲ့နေထားရင်ဗဒတတုလို့ခေါ်တယ်အဲ့ဒါလို့ဆံမှုတ်ကိုအမှုတ်လိုက်စားတယ်ပြားရည်တို့တကားတို့နဲ့ရောပြီးတော့စားတယ်ဆိုအဲ့ဒီနှမျိုးဟာခရီးဘလောက်ဝေးဝေးရက်ပေါင်းဘလောက်ထားသိုးခြင်းပါခြင်းမရှိသည့်အတွက်ကြောင့်မသိုးထမင်းမသိုးဟင်းလို့ရှေးကပြောတာအဲ့ဒါမျိုးပြောတာပဲနော်ရှိခါအဖြစ်ယူဆောင်ပြီးတော့သွားကြတယ်တော်တော်အဲ့တော့သူတို့မှပန်းလာတဲ့ဆံမုတ်တွေကိုဒီမှာမန္ထလို့ခေါ်တယ်ပြားနဲ့ရောပြီးတော့မှွေလိုက်တဲ့အခါပြားရည်တို့တကားတို့နဲ့ရောမှွေလိုက်တဲ့အခါမထုပိန္တိကပြားမုံစုပ်လို့အဲ့ဒီနှမျိုးနဲ့မြတ်စွာဘုရားကိုသူတို့သွားပြီးတော့ကတ်ကြဖို့တိုက်တွန်းလိုက်တာ ਨੇ ဝမ်းမြောက်ဝမ်းသာပဲသူတို့ရွှေကွက်ကြီးနဲ့ထည့်ပြီးတော့အဲ့ဒီမန္ထနဲ့မထုပိန္တိကလို့ဆိုရက်မွန်မြတ်တဲ့အစာအာဟာရတွေကိုမြတ်စွာဘုရားကိုသွားပြီးတော့ဆက်ကတ်ကြအဲ့လိုဆက်ကတ်တဲ့အချိန်မှာမြတ်စွာဘုရားလက်ထဲမှာတပိတ်ဆိုတာအဲ့ချိန်မှာမရှိဘူးဒါဖြင့်တောထွက်လာတဲ့အချိန်တုန်းကဂတိကာရပြမကြီးကသင်္ကန်းတပိတ်ပြိခရာတွေကိုကတ်ခဲ့တယ်လေအဲ့ဒီကတပိတ်ပါတယ်အဲ့ဒီတပိတ်ကပယ်ရောက်သွားတော့ဆို6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်ပြီးတော့မြတ်စွာဘုရားလည်းအစာအာဟာရလျှော်ပြီးဖုံးပေးတယ်ဆိုဒုက္ခရစရိယာကျင့်ပြီးတော့နောက်ပိုင်းမှာအဲ့ဒီတပိတ်ကမရှိတော့ပျောက်သွားတယ်ဆိုဒါပထမဆုံးအသုံးပြုတဲ့တပိတ်ကဖြစ်မှကြာပွဲနယ်ကယူပြီးပြိခရာ10ပါးကြာဘူးတဲ့ကရတဲ့ပြိခရာ10ပါးကြာသင်္ကန်းနဲ့တပိတ်ဆက်ကတ်ထားတာအဲ့ဒါဒုက္ခရစရိယာကျင့်တဲ့အချိန်မှာမရှိတော့ဘူးကျင့်တဲ့နောက်မှာပျောက်သွားအဲ့တော့သူဇာတာကခဏနုဇန်းလာကတ်တဲ့အချိန်မှာအဲ့ဒီတပိတ်မရှိတော့လို့ရွှေခွက်နဲ့ကတ်သွားအဲ့ဒီရွှေခွက်နဲ့ပဲဖုံးပေးပြီးရွှေခွက်ကလည်းအပီးလှူခဲ့တာဖြစ်သည့်အတွက်ကြောင့်အထိဋ္ဌံပြီးတော့နေရင်စရာမြေကြောမျောလိုက်တယ်ဒါကြောင့်အဲ့ဒီရွှေခွက်ကျလည်းမရှိတော့အခုတပုဒ္ဒတို့ဗန္လိကတို့ရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားစဉ်းစားတယ်သူတို့လှူတဲ့မန္ထနဲ့မထုပိန္နိကဒီအာရကိုဘာထဲမှာထည့်ပြီးငါလက်ခံရမလဲလို့စဉ်းစားလိုက်တဲ့အချိန်လေးမှာမြတ်စွာဘုရားရဲ့စိတ်ကြံကိုသိလိုက်တယ်လက်ဥမှုယူရယူသွားတဲ့နမင်းကြီး၄ယောက်အရှိဘက်ကအရှိရကတတရထနမင်းတောင်ရောက်ကဝိရုလကနမင်းအနောက်အရကဝိရုပက္ခနမင်းမြောက်အရကကုဝေရဝိတဝနနမင်းအဲ့ဒီနမင်းကြီး၄ယောက်ကကျောင်းညူတပိတ်ကြီး၄တယောက်တစ်လုံးစီယူပြီးတော့ဘုရားကိုလာပြီးတော့သူဥကိုလာလှူကြတပြိုင်နဲ့ရောက်လာတပိတ်ကြီး၄လုံးတပြိုင်နဲ့ရောက်လာမြတ်စွာဘုရားကသူတို့အားလုံးတပိတ်တစ်လုံးနဲ့တင်လက်ခံလိုက်လို့ရှိရင်မလူရတဲ့လူကဝမ်းနေမယ်ဒါကြောင့်မို့အားလုံးဝမ်းသာမှုဖြစ်အောင်ကျောင်းညူတပိတ်၄လုံးစလုံးကိုလက်ခံလိုက်ပြီးတော့တစ်လုံးနဲ့တစ်လုံးဆင့်ပြီးအပေါ်ကဖိလိုက်တဲ့အခါမှာ၄လုံးကတစ်လုံးနဲ့ဖြစ်သွားတယ်အရေး၄ရက်တည်းတော့ပေါ်နေတယ်၄လုံးရဲ့တစ်ဖွဲအရေး၄လုံး၄ရက်ပေါ်နေတယ်ကျောင်းညိုတပိတ်ကြီးဟာဒါမြတ်စွာဘုရားဘုရားမှာပြမကတ္တရာကပထမတပိတ်စာရနဲ့ပြောမယ်ဆိုရင်သူဇာတာရဲ့ရွှေခွက်ကဒုတိယအခုကျောင်းညိုတပိတ်၄လုံးကအဲ့ဒါတတိယတပိတ်လို့ဒီလိုပြော
အဲ့တပိတ်လေးရရောတပိတ်ထဲမှာမန္ထတို့ပတုပိဏိကတို့ကုန်သည်တွေရဲ့အာဟာရတွေကိုထည့်သွင်းပြီးမြတ်စွာဘုရားကတ်ခံပြီးဆွမ်းဖုံးဝေးချိန်တန်းနေသည့်အတွက်ကြောင့်အဲ့ဒီမှာပဲဆွမ်းဖုံးပေးလိုက်တယ်နော်ဒါ56ရက်လုံးဝအစာမစားပဲခုမှပထမဆုံးစားတာဒါကြောင့်မလို့သူတို့ဟာပထမဆုံးဆွမ်းဥလို့သူတို့ပြောတယ်နော်ဖျားဖြစ်ပြီးနောက်ပထမဆုံးဆွမ်းဥသို့တော်စာပေကျမ်းဂန်တွေထဲမှာမြတ်စွာဘုရားရဲ့ပထမဆုံးဆွမ်းဥကိုသူစတာလို့ပဲမှတ်တမ်းတင်တယ်တပုဒ္ဒပါဠိကလို့မှတ်တမ်းမတင်ဘူးပထမဆုံးဆွမ်းဟာသူစတာရဲ့ဆွမ်းသို့တော်သူစတာဆွမ်းကတ်တဲ့အချိန်မှာဘုရားမဖြစ်သေးဘူးအဲ့တော့ဘုရားဖြစ်ပြီးတဲ့နောက်ပထမဆုံးဆွမ်းကတော့တပုဒ္ဒပါဠိကတို့ကတ်တဲ့ဒီမုံဆွမ်းပဲဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်နော်နောက်ဆုံးဆွမ်းကတော့စုံဓာဆိုတဲ့ပါဝါကစုံဓာဆိုတဲ့ပဋိစ္စယကတ်တဲ့ဆွမ်းကနောက်ဆုံးဆွမ်းပထမဆုံးဆွမ်းနဲ့နောက်ဆုံးဆွမ်းအဲ့ဒီဆွမ်းနဲ့ဆွမ်းဟာအဗ္ဗဓမ္မထူးခြားတယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာပြောဖို့မြတ်စွာဘုရားရှန္ဒနာကိုမှာခဲ့တာလေးရှိတယ်မဟာပရိပ္ပန္နသုံးမှာစုံဓာဆိုတဲ့ကဝမ်းနည်းမှုမဖြစ်အောင်မြတ်စွာဘုရားကကုသိုလ်ရစေချင်တာကိုအလုံးသူဇတာဆွမ်းစားပြီးမြတ်စွာဘုရားဖျားဖြစ်ရတယ်ဆိုဆွမ်းတကဆွမ်းမှအလွန်ကျင့်တတ်ဆရာဖြစ်ပြန်တကနောက်ဆုံးဆွမ်းကတ်တဲ့စုံနာရဲ့ဆွမ်းစားပြီးတော့မြတ်စွာဘုရားပြိဋိဘံဆံရတယ်ဆိုသူကဝမ်းနည်းမှုဖြစ်လာနိုင်စရာရှိတယ်ပေါ့နော်အဲ့ဒါကိုမဖြစ်ရအောင်မြတ်စွာဘုရားဒီဆွမ်းနှစ်ခုဟာဆွမ်းအလှရှင်တွေဟာတူညီသောအကျိုးကိုရတယ်လို့ဆိုပြီးတော့ဟောခဲ့တယ်အဲ့တော့သူဇာတာရဲ့ဆွမ်းနဲ့စားပြီးတော့သူဇာတာဆွမ်းစားပြီးဖျားဖြစ်တာဖျားဖြစ်လို့ပထမဆုံးဖုံးမိတဲ့ဆွမ်းဆိုတဲ့မန္ထနဲ့မရုပုဏ္ဏိကတပုဒ္ဒပါဠိကတို့ကတ္တဟာဥတော့အဲ့ဒီချိန်မှာထည့်သွင်းပြောတာမရှိဘူးနော်စာပေကျမ်းမှာမှတ်တမ်းတင်ထားတာမရှိဘူးအဲ့တော့မှတ်မယ်ဆိုလို့ရှိရင်သူဇာတာကဖျားမဖြစ်ခင်အကတ်တယ်တပုဒ္ဒပါဠိကတို့ကဖျားဖြစ်ပြီးနောက်ပထမဆုံးဆွမ်းလို့ဒီလိုမှတ်လို့ရမှာအဲ့လိုမြတ်စွာဘုရားဟာတပုဒ္ဒပါဠိကတို့ကတ်တဲ့ဆွမ်းလေးကိုဖုံးပေးပြီးတော့အင်္ဂုတ္တထက်ကတာမှာသူတို့ကိုတရားဟောတယ်လို့မှတ်တမ်းတင်တယ်သို့တော့ပါဠိတော်မှာတော့တရားဟောတယ်လို့မှတ်တမ်းမတင်ဘူးမဟောတာကပို့ပြီးတော့သဘာဝကျတယ်လို့ပြောရမယ်ဘာလို့လဲဆိုတပည့်ဆက်ကြတရားနှုတ်မို့ဆိုတရားဥဖြစ်တော့မှာမဟုတ်တော့မြတ်စွာဘုရားရှေ့ပိုင်းမှာတရားဟောတာမရှိဘူးတပည့်ဆက်ကြတရားမဟောခင်ကျွတ်တင်ပြီးတော့ဟောတဲ့တရားမရှိဘူးနော်ဒါကြောင့်မို့တပည့်ဆက်ကြကိုတရားဥလို့ခေါ်တယ်အင်္ဂုတ္တအထက်ကရာကတရားဟောတယ်လို့ပါတယ်သို့တော့ပါဠိတော်မှာတရားဟောတယ်လို့မပါဘူးမပါတာပိုကောင်းတယ်ပေါ့နော်သူတို့ဟာဆွမ်းကပ်ရတဲ့အခါမှာကျင့်တတ်အားရမှုဖြစ်ပြီးတော့ဝန္တာပီတိတွေဖြစ်လို့ကုံတယ်ခရီးဆက်ခတ်နေမှာမြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကကြောင်းတရားတော်ကိုကိုယ်ွယ်စိတ်ကကြောင်းသူတို့တွေကဝန္တာအာရလျှောက်ထားကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိလို့တန်ခါမပေါ်သေးသည့်အတွက်ကြောင့်ဘုရားကိုကိုးကွယ်ပါ၏တရားကိုကိုးကွယ်ပါ၏ဆိုတာတရဏဂုံဟာဒွေဝါစိကတရဏဂုံလို့ခေါ်တယ်စကားနှစ်ပုဒ်နဲ့တင်ပဲချင်းကရတယ်ဘုရားနဲ့တရားကတော့ဘုရားပွင့်တဲ့တရားကဟောသည်ဖြစ်စေမောသည်ဖြစ်စေပေါ်ပြီးသားဒါကြောင့်မို့မေးလိမေးထတခါတလေကျတော့ရှိကြတယ်ဘုရားနဲ့တရားဘယ်ဟာရင်ပေါ်လာတော့ချို့လည်းကြမ်းကြမ်းမှန်မှန်အဲ့လိုမေးတယ်တချို့ကလည်းဘုရားနဲ့တရားဘယ်ဟာမြတ်တော့မေးသေးတယ်
အဲ့တော့စဉ်းစားကြည့်ရမှာတော့တရားကျင့်လို့ဘုရားဖြစ်တာဆိုတော့တရားတော့ရှိနေတယ်ဘုရားကျင့်ဘုရားလုံးကျင့်တဲ့တရားရှိတယ်လေတရားကျင့်လို့တရားထုတရားမြတ်ရသွားတာတရားကျင့်တဲ့တရားကရှိတယ်နောက်တရားထုတရားမြတ်ရတာဟာလည်းပဲဒါမြတ်စွာဘုရားကရတယ်ဆိုတာဟိုရန်တော်နဲ့သိရှိသွားတာကိုပြောတာနော်အဲ့တော့တရားဆိုတာကတော့ရှိနေမှာပဲဒီတရားကိုကျင့်မှဘုရားဖြစ်တာကိုအဲ့တော့ဟောတဲ့တရားနဲ့ကျင့်တဲ့တရားနှစ်ခုခွဲတာပြီးတော့မြတ်စွာဘုရားအလောင်းကျင့်တဲ့တရားကတော့ဘုရားမဖြစ်ခင်လည်းရှိနေတယ်လို့ပြောကျင့်ပြီးလို့ဘုရားဖြစ်သူရောက်တဲ့အခါဟောတဲ့တရားကြတော့ဘုရားဖြစ်ပြီးမှတရားပေါ်တယ်လို့ပြောဒါဖြစ်စဉ်နဲ့ပြောရင်အဲ့လိုပဲပြောဖြစ်တဲ့တရားကတော့ငကိုယ်တည်းရှိတယ်ဘာကြောင့်လို့ဆိုရင်ကတ္တဗမြတ်စွာဘုရားအလောင်းနဲ့ဒီတရားပဲဒီကဘာမှာပြင့်သွားတဲ့ကကုတ္တနာကောဏကမနာကတ္တဗဒီဘုရားသုံးစုရဲ့တရားတွေလေဒီတရားတွေပဲဟိုတရားတော့ရှိနေတယ်ကျင့်တဲ့တရားနဲ့ပြောမယ်ဆိုရင်တရားကအရင်ဖြစ်တယ်ပြီးတော့မှဘုရားဟောတရားနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့မြတ်စွာဘုရားဟောတဲ့ဒေသနာတရားကဘုရားပွင့်ပြီးမှဖြစ်တာသူတို့ပြောလို့ရတာပေါ့နော်အဲ့တော့ဘုရားကိုကိုးဝေတယ်ဆိုတာတော့ဘုရားကဟောမှတရားကိုသိကြရတာဖြစ်တော့ကြောင့်ဘုန်းကြီးတို့တွေဖြစ်အဖို့ပြောမယ်ဆိုရင်ဘုရားကပထမတရားကဒုတိယဒီလိုပဲပြောဘုရားပထမတရားဒုတိယလို့ပဲဒီလိုပဲပြောဘုရားနဲ့တရားဘယ်သူကမြတ်တယ်လဲလို့မေးလို့ရှိရင်နော်ဒီမေကုနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားဟာမြတ်စွာဘုရားသိလို့ဒီတရားကိုဖော်ထုတ်တာကျင့်ကြံကြုတ်ကိုအထုတ်လို့ရမသိဘူးမရဘူးဆိုလို့ရှိရင်ဒီတရားကိုလည်းဟောနိုင်မှာမဟုတ်ဘူးတရားဟာရှိနေတယ်သို့တော့အသိဉာဏ်နဲ့ရောက်လာတော့မှတရားကိုဖော်ထုတ်နိုင်တာဖြစ်တယ်သဘာဝတရားဆိုတော့လောကမှာရှိနေပြီးသားပဲရှိနေပြီးသားဆိုတစ်ဖက်ကပြောရင်ဘယ်သူကမြတ်တုံးဆိုရင်အပြန်အလှန်ဘယ်လိုမြတ်တာကိုမေးပြောမလဲမြတ်တယ်ဆိုတဲ့နေရာမှာတစ်ဖက်ကပြောမယ်ဆိုရင်တရားကြောင့်ဖျားဖြစ်ရတယ်ဖျားဖြစ်လို့တရားကိုခေါ်တယ်ဆိုအပြန်အလှန်သဘောရှိတယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကလည်းသိတဲ့တရားတော်ကိုအလေးထားတယ်ဖျားဖြစ်စားကစဉ်းစားတယ်လောကမှာငါတဲ့မြတ်တဲ့ပုဂ္ဂိုလ်ရှိသလားသီလသမာဓိပညာအဖြစ်မြတ်တဲ့ပုဂ္ဂိုလ်ရှိသလားလို့စဉ်းစားတဲ့အခါတလောကလုံးလူတွေတင်ကြည့်တာမဟုတ်ဘူးလူတွေတဲ့ဆင့်ရင်းနဲ့နတ်တွေပြမာတွေထဲမှာပဲကြည့်လိုက်လောကကြီးတစ်ခုလုံးတတ္တလောကကြီးတစ်ခုလုံးကိုကြည့်လိုက်တဲ့အခါကောင်းကင်ကပြမာကြီးတွေတောင်ဘုရားရဲ့သီလကိုမမိချအောင်သမာဓိလည်းမမိဘူးပညာလည်းမမိဘူးအဲ့တော့ဘုရားတဲ့သာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိသည့်အတွက်ကြောင့်လောကမှာတခုကိုအလေးမပြုဘဲနဲ့နေတာဟာမကောင်းဘူးအလေးပြုရမယ်ဘာကိုအလေးပြုရမလဲဆိုငါသိတဲ့တရားကိုပဲအလေးပြုမယ်ဆိုပြီးတော့မြတ်စွာဘုရားတရားကိုအလေးပြုပြီးတော့နေတယ်နော်တရားကိုအလေးပြုပြီးတော့နေတယ်ဘုရားနဲ့တရားသည်ဘုရားတရားကျင့်လို့ဘုရားဖြစ်တယ်ဘုရားဖြစ်လို့တရားကိုသိတယ်ဒီလိုပဲပြောရမှာပဲမြတ်စွာဘုရားကတရားကိုအလေးပြုတယ်ပူဇော်တယ်ဝိသုဒ္ဓကရုဏာဉာဏံဗုဒ္ဓံတံဗုဒ္ဓပုစိတံဆိုတဲ့တိဃာကျော်ကျမ်းရဲ့ပဏာမမှာဓမ္မကိုပြောတဲ့အခါကျဝိသုဒ္ဓကရုဏာဉာဏံဗုဒ္ဓံတံဗုဒ္ဓပုစိတံဆိုဘုရားတွေပူဇော်တဲ့တရားဆိုမြတ်စွာဘုရားလေးနဲ့ထားတဲ့တရားအဲ့တော့အပြန်လှန်မယ်မြတ်စွာဘုရားဘယ်သူကမြတ်တယ်ဘယ်ဝါမြတ်တယ်လို့ပြောကြအကြောင်းမရှိဘူးပေါ့နော်အဲ့တော့
ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကဖရာပထမတရားဒုတိယဒါကြောင့်မို့ဘုရားသရဏံကိစ္ဆာမိဓမ္မသရဏံကိစ္ဆာမိတွေဝစိကတရဏဂုံနဲ့သူတို့နှစ်ဦးကစိကတ်တယ်အဲ့ဒီအချိန်မှာတန်ခါမပေါ်သေးသည့်အတွက်ကြောင့်တန်ခါတရဏကိစ္စမရှိသေးဘူးဖျားဖြစ်ပြီးတဲ့နောက်မှာပထမဆုံးဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်နှစ်ဦးဟာတပုဒ္ဒနဲ့ပါဠိကလူဘဝမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေအဲ့တော့သူတို့နှစ်ဦးကဓမ္မစကြာမဟုတ်ခင်မြတ်စွာဘုရားတရားဟောတာမဟုတ်လို့ဟောအောင်တော့လဲကြွမှာမဟုတ်တဲ့ပုဂ္ဂိုလ်တွေပေါ့ဒီချိန်မှာသူတို့ဆင်သင်မဖြစ်သေးဘူးလို့ဆိုတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုသူတို့ကတရဏဂုံတီကိုးကွယ်ပြီးတဲ့အခါမှာမြတ်စွာဘုရားပေါ်မှာမမိတ်မသုံးယုံကြည်တဲ့တရားစွမ်းအားတော့လွန်ကြီးမားစွာဖြစ်သွားပြီအဲ့ဒီတရားတရားလျောက်သူတို့ပြန်သွားတဲ့အခါမှာဘယ်အရာကိုကိုးကွယ်စိတ်ကပ်ရပါမလဲလို့မြတ်စွာဘုရားကိုလျှောက်တယ်တဲ့လျှောက်တဲ့အခါမှာမြတ်စွာဘုရားကခေါင်းတော်ကိုလက်နဲ့ပုတ်တက်လိုက်တဲ့အခါမှာဆံမင်ကလေးတွေပါလာတယ်အဲ့တော့အရေးအတွက်ကိုတော့ပါဠိတော်မှာမဖော်ပြဘူးအထက်ကထာမှာတော့2မျိုးဖော်ပြထားတာရှိတယ်အထကိတ္တဓာတုယောလို့သာမှုတမှုရတော့သပင်လေးကိတ္တဓာတ်သပင်အမြင်လေးတွေရှစ်စုပါလာတယ်လို့ဆိုလို့လက်ထက်မှာညှိလာဆွဲနှုတ်တာတော့မဟုတ်ဘူးเนาะစိတ်နဲ့တယ်မဲ့သပင်ကိုပုတ်လိုက်တဲ့အခါမှာလက်ထဲမှာရှစ်စုပေါ့စာမှုတစ်ခုကတော့အထကေသမုဋ္ဌိယောလို့စာမှုတစ်ခုမူခွဲတစ်ခုရှိတယ်ဒီဟိုမူမှာအဲ့ဒီမူကြည့်ပဲဆိုရင်တော့သူကြတော့ရှစ်ဆုပ်လို့အဓိပ္ပာယ်ရတယ်များလုံးနဲ့အဲ့ဒါကြတော့လေခေါင်းပေါ်ကသပင်နေကုန်းတလောက်ဖြစ်သွားတယ်ဆံမင်ရှစ်စုသို့မဟုတ်ဆံမရှစ်ဆုပ်ဆိုတော့မြတ်စွာဘုရားရဲ့ကောင်းတော်ကပပုဆရာတွေကထုထားသည့်အတွက်ကြောင့်စတုံးလိုဖြစ်နေတယ်အမှန်ကအနေထားကမြတ်စွာဘုရားဟာမင်းသားဘဝတုန်းကတော့စတုံးနဲ့ပါဆန်ရှည်ထားလေးရှိတယ်ပမာပြေမှာတောင်မှပဲရှေးတုန်းကလူကြီးတွေဟာရောင်နေနဲ့နေကြတာခုနောက်ပိုင်းကျတော့မှဆံမင်းနေတိုးကုန်တာအင်္ဂလိပ်လက်ထက်ရောက်တဲ့အခါကျတော့မှဆံမင်းနေတိုးကုန်တော့ဘုန်းကြီးတို့ငယ်ငယ်တုန်းကယောက်ျားတွေအခုပုံစံလောက်ထားတာကိုဘိုးကေလို့ခေါ်ကြတယ်ဘိုးဆိုတာဗမာတွေကအင်္ဂလိပ်ကိုဘိုးလို့ခေါ်တာနော်ကေဆိုတာကဆံမင်းဘိုးကေဆိုတာဘိုးတွေထားတဲ့ဆံမင်းဆိုတဲ့အဓိပ္ပာယ်မျိုးအဓိပ္ပာယ်ရတယ်ဘိုးကေတဲ့ဂရိခေတ်တော့ဒီအသုံးသိပ်တွေ့ရတော့ဘူးနော်ဘုန်းကြီးတို့ငယ်တော့တောမှာဆိုရင်တော့ဘိုးကေနဲ့ခေါ်ကြတာပဲဘိုးကေဆိုတာဘိုးကေတာပေါ့နော်ဘိုးတွေထားတဲ့ကေတာမျိုးလို့ဆိုလို့အဲ့တော့မြတ်စွာဘုရားကဘိုးကေလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားလောင်းတောထက်တဲ့အခါသဖြင့်ရှေ့နဲ့လာခဲ့တာသို့တော့ပါလာတဲ့တန်လျက်ဓာတ်နဲ့စရုံးထုံးထားတဲ့စိတ်နဲ့မှန်းကြည့်လိုက်ပေါ့ခေါင်းဘဟိုတဲ့တဲ့ကိုစရုံးထုံးထားအဲ့ဒီစရုံးအောက်ခြေကနေကပ်ပြီးတော့တန်လျက်ဓာတ်နဲ့ဖြတ်လိုက်တာကရုံးပြောင်ရိတ်ထားတာမဟုတ်ဘူးနော်တန်လျက်ဓာတ်နဲ့ဖြတ်လိုက်တဲ့အခါကျတော့အခုခေတ်ဘိုးကေဆိုတဲ့ဆပင်လောက်တော့ရှိသွားဒါကြောင့်မို့မြတ်စွာဘုရားယဟန်တွေကိုဆပင်အရှိလက်နှစ်သက်ထားနိုင်တယ်သို့တော့အချိန်နဲ့လည်းပိုင်းထားတယ်2လဆိုရင်ရိပ်ရမယ်လက်နှစ်သက်ဆိုရင်လက်နှစ်သက်တဲ့လက်ပို့ပြီးတော့မရှိသေးရဘူး2လလည်းပို့မထားရဘူးဒါကတချို့ကဆံမင်တန်တော့2လမှလက်နှစ်သက်ကြော်ရင်ကြော်တော့မယ်လေဆံမင်မတန်တဲ့လူကတော့လီနဲ့ရှည်ကြမှာလည်းရှိမယ်အဲ့ဒါကြောင့်မလို့နှစ်ခုစလုံးကတ်တတ်ထားတယ်လက်နှစ်သက်အချိန်နဲ့အရှည်နဲ့ဆိုရင်လက်နှစ်သက်ပဲထားသို့မဟုတ်အချိန်နဲ့ပြောလို့ဆိုရင်2လပဲထား2လလည်းမပိုရဘူးရိပ်ရမယ်ဆိုပြီးသူတို့ဆိုလို့မြတ်စွာဘုရားကြတော့ထူးခြားအောင်ပဲအလောင်းတော်ဘုရားက
စတုံးအောက်ကနေကပ်ပြီးတော့ဖြတ်လိုက်တဲ့အခါမှာအဲ့ဒီဖိပြီးတော့သေးသေးချာချာစုစီဖိထားတဲ့ဆပင်တွေကအောက်ကိုပြေကျမသွားပဲနဲ့အခုခေတ်လူတွေကတော့ကော်နဲ့ကတ်ကြတယ်ထမရဲ့ကော်ကတ်ပြီးတော့ထောင်ထားလိုက်သေးတာပေါ့ငှက်မောက်လို့ကြက်မောက်လို့ထောင်ထားသေးတာအဲ့တော့မြတ်စွာဘုရားရဲ့ဆပင်ကတော့အဲ့လိုကော်ကတ်ထားတော့မဟုတ်တော့ဘူးအလဲကောင်းဖြတ်လိုက်တဲ့အခါမှာခေါင်းထိတ်အလဲမှာစွတ်စွတ်လေးဖြစ်တယ်အယောင်ကအနက်ရောင်ပဒုံးရောင်ဆိုင်ကေတာဆိုတော့စိတ်ဓာတ်ကြည်လင်တဲ့အခါကျတော့အသားရည်ဟာတောက်ပါတယ်လို့ပဲဆပင်ကလည်းတောက်ပါတယ်စီလိမ့်ထားတယ်လို့လဲဖြစ်တယ်အဲ့ဒါကိုကေတုမာလာရောင်လျံဆိုပြီးတော့ဒီဂျန်နဲ့ဆန်စုသေးလေးလက်နဲ့တဲ့လောက်ရှည်တဲ့ဆန်စုလေးကိုကေတုမာလာအယောင်လိုဟာမျိုးထည့်ပြီးတော့ဗပုဆရာတွေကထုလိုက်တဲ့အခါကျတော့စတုံးဖြစ်သွားမြင်ရတော့စတုံးလို့ဖြစ်တယ်မှားတော့အယောင်ကြောင့်အရိတ်ထင်တာကိုဆိုလို့နော်အရိတ်ထင်တာဘုန်းကြီးတို့တော့အခုအဲ့ဒီအယောင်ကိုထည့်မထုပါနဲ့ရသော်ဘုရားရဲ့ပင်ကိုအတိုင်းထားပါဆိုပြီးတော့ခုမဟာဗျမမုနိစေတီတော်မှာကိုးကွယ်မဲ့ရုပ်ပွားတော်ကြီးတွေကိုစတုံးကိုအောက်ခြေကဖြတ်ထားတဲ့ပုံစံမျိုးလေးဖြစ်အောင်ထုခိုင်းတာအနှုတ်ဆိုရင်လူတွေကပြောကြတယ်စတုံးနဲ့နော်မဟုတ်တဲ့လူတွေကဂေါရမစတုံးတောင်ခေါ်ကြသေးတချို့ကမေးတယ်မြတ်စွာဘုရားကတော့သူကတော့စပင်နဲ့စတုံးနဲ့ယဟန်နေကြတော့ဘာကြောင့်ကရုံတုံးခိုင်းတာတော့လို့မေးတဲ့လူကရှိသေးတယ်မှန်တော့မဟုတ်ဘူးရှေးခေတ်ကဆန်ရှည်ထားတဲ့ခေတ်ကဆန်တုံးကိုဖြတ်လိုက်လို့ရှိရင်မုံထားလို့ခေါ်တာပဲကရုံတုံးနဲ့လို့ခေါ်တာပြောင်အောင်ရိပ်မှကရုံမဟုတ်ဘူးခုခေတ်တော့ပူကေတွေကကရုံမဟုတ်ပြန်မှုဖြစ်တယ်တော့ပူကေကလည်းကရုံမယ်မှန်တော့ခုခေတ်ကတော့ကရုံခေတ်စားနေပါပြီဘောလုံးသမားလည်းကရုံနဲ့ဆိုတော့ကျန်တဲ့လူတွေကလည်းကရုံအားကြလားမသိပါဘူးတော်များတယ်တခါတော့ဘုန်းကြီးတို့အမေရိကကိုပထမဆုံးခေါက်သွားတဲ့အချိန်မှာဒီဟိုကနေပြီးတော့ဒူဘိုင်းကနေပြီးတော့ Emirates Airline ကနေပြီးအင်္ဂလန်ကိုသွားတာအဲ့မှာလေမြန်ပေါ်မှာအင်္ဂလိပ်တယောက်ကလာပြီးတော့မေးသူကကရုံတုံးထားခမရဘာလို့ကရုံတုံးတာရုံးနဲ့ဘုန်းကြီးကိုလာမေးဟာတို့ကတော့ tradition အရာပေါ့လို့ဘုန်းကြီးဆိုတာကရုံတုံးရတယ်ဒါ tradition ပေါ့မင်းကတော့ဘာလို့တုံးတာတော့ဆိုတာဒါသူ့ရဲ့ new life style မှာလည်းပြောတယ်အဲ့လိုလူကလည်းရှိသေးတယ်အဲ့သူလာပြောတယ် new life style နဲ့ကျန်ဖမှန်လမ်းသွားရင်တွေ့တဲ့လူကလည်းရှိတယ်နော်အဲ့ဒီမြတ်စွာဘုရားရဲ့ဆိုရင်ဒီဖရာရုပ်ပွားတော်တွေဟာစတုံးမဟုတ်ဘူးဆိုတာကိုတော့မှတ်သားထားဖို့လိုရတယ်စတုံးလို့ဖြစ်သွားတာဗပုဆရာတွေလက်ချက်နဲ့ဖြစ်သွားတယ်လို့ပကြီးဆရာဗပုဆရာတွေရဲ့လက်ချက်နဲ့ဖြစ်သွားအဲ့တော့စုစုချွန်ချွန်လေးခေါင်းထိပ်မှာတော့ရှိတယ်ဆံတော်ပယ်လိုက်တဲ့အချိန်မှာစုစုချွန်ချွန်လေးဒီလိုပဲကြံ့ရတယ်လို့ဒီလိုမှတ်အောင်အဲ့ဒါကလက်နှစ်သစ်ကဘယ်တော့မှရှေ့မသွားတော့ဘူးဒါထူးခြားအောင်ပဲပေါ့နော်မြတ်စွာဘုရားဘုရားရောက်သွားတဲ့အခါမှာဆံတော်ပယ်ပြီးတဲ့နောက်ဒီဆံပင်ဟာနောက်ထပ်ရိတ်เสียလည်းမလို့ဖယ်เสียလည်းမလို့အကယ်၍ဘုရားကောင်ဘသူကင်ပြီးတော့ရိတ်ပေးမလို့ဘုရားဖြစ်သွားပြီဆိုတော့လောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ရဲ့ခေါင်းကိုကင်ဝန်းတဲ့လူကရောရှိမလားနော်ပုရုဇဉ်မောကတော့ကင်မှာပေါ့ရတော်ရာတို့လည်းကင်မှာပဲပေါ့ဖျားဖြစ်ပြီးတဲ့နောက်တော့ကင်မဲ့လူမရှိတော့ဘူးပေါ့အဲ့ဒါကြောင့်မလို့ဆပင်ကလည်းရှည်မရှည်တော့ဘူးတခါတည်းဆိုရင်6နှစ်ပတ်လုံးတရားကျင့်လဲပိုးရှည်လာတော့ဒီပုံစံလေးပဲနေတယ်လို့ဒီလိုမှသို့တော့ပုံနှန်းတွေကမြတ်စွာဘုရားကိုကြည့်လိုက်လို့ရှိရင်မုံနကသမဏကနဲ့အဲ့ဒါလို့မုံဒသမဏလို့ဒီလိုခေါ်တယ်ကဒုံယဟန်လို့ပဲခေါ်တယ်မြတ်စွာဘုရားကိုလည်းအဲ့လိုပဲခေါ်တယ်သူတို့အဲ့တော့ဟုတ်ပြီမြတ်စွာဘုရားကအဲ့ဒီလဲနှစ်သိရှိတဲ့ဆပင်မြတ်စွာဘုရားသုံးသပ်လိုက်တဲ့အခါဆံတော်ရှစ်စုပါလာတယ်လို့ဆိုတယ်
ပါဠိတော်မှာတော့စာမင်းလေးတွေလက်ညှိပါလာတယ်လောက်ပဲပြောတယ်ဘယ်နဲ့ဆိုရလို့မပါဘူးအဲ့ဒါကိုကိုယ်သည်ကရွှေကြုတ်ကလေးနဲ့ခံယူပြီးတော့သူတို့ဒေသကိုပြန်သွားတဲ့အခါမှာအဲ့ဒီအတိတင်စနာလို့ဆိုတဲ့မြို့နားမှာမြို့တကားဝမှာကေသဓာတုဆိုတဲ့ဆံတော်တွေကိုထည့်သွင်းပြီးတော့စေရီတီးထားတယ်လို့ဒါအင်္ဂုတ္တထက္ကထာကဆိုတာဒီအဲ့ဒီမှာလဲကွဲလွဲမှုရှိသေးတယ်သူတို့မွေးရဌာနီကိုအတိတင်စနာလို့အင်္ဂုတ္တထက္ကထာကဆိုပေမဲ့လို့ထေရဂါထာအထက်ကထာကြတော့ပောက္ခရဝတိမြို့လို့ဆိုပြန်တယ်နော်နာမည်တွေကွဲလွဲမှုတွေရှိတယ်ပောက္ခရဝတိမြို့အဲ့တော့မြတ်စွာဘုရားရဲ့ဆံတော်တွေကိုတည်ထားပြီးတော့ကိုးကွယ်ပါဠိတော်မှာဒီလူတွေဘယ်ကလာတာတော့ဆိုဥက္ကလာစနပရာဥက္ကလာဆိုတဲ့အယတ္တိတာကလာတယ်လို့သူပြောတယ်နော်ဥက္ကလာရက်ကနေလှဲပေါင်း900နဲ့သူတို့ဟာမြတ်စွာဘုရားရှိရာဒေသကိုလာကြတယ်ဒါတဝုဒ္ဒပန္နိကရဲ့စာထဲမှာဆိုထားတဲ့ဇာလံလေးပေါ့နော်အဲ့တော့သူတို့ကဘုရားကိုပထမဆုံးအစာအာဟာရလှူဒန်းခွင့်ရလို့ဝန္တာပီတိဖြစ်ကြရတယ်မြတ်စွာဘုရားပေးလိုက်တဲ့ဆံတော်တွေကိုရယူပြီးတော့စစမပြတ်သူတို့ကိုးကွယ်ခွင့်ရတယ်သို့တော့သူတို့ကဘုရားတရားဒီနှမျိုးသာကိုးကွယ်ပြီးတော့ဘယ်အချိန်မှတရားဥတရားမြတ်ရကြတာတုံးဆိုထေရဂါထာမဟာဝိကအထက်ကထာထေရဂါထာအထက်ကထာရဲ့အထက်ကထာတွေကိုအကုန်ဖတ်ကြည့်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတော့ဣတိပတနာကနေတခါရာဇဂုဘက်ကိုပြန်ကြွလာပြန်ကြွပြီးရာဇဂုမှာဒုတိယဝါဆိုတယ်တတိယဝါဆိုတယ်အဲ့ဒီရာဇဂုနေတဲ့အချိန်မှာဒီကြီးနောင်နှစ်ယောက်ဟာမြတ်စွာဘုရားစီတစ်ခေါက်ပြန်ရောက်လာရာဇဂုမှာပြန်ရောက်လာတယ်လို့ဆိုတယ်နော်အဲ့ဒီပြန်ရောက်လာတဲ့အချိန်ကျတော့မှမြတ်စွာဘုရားတရားဟောတော့နှစ်ယောက်စလုံးသောတာပန်ဖြစ်သွားတယ်လို့ဆိုနိုင်တယ်သို့သောအထက်ကထာထဲမှာတပုဒ္ဒကသောတာပန်ဖြစ်သွားတယ်ဖန်လိကကတော့သင်္ကန်းဝတ်ပြီးတော့ယဟန္တာဖြစ်သွားတယ်လို့ချက်ချင်းဝတ်တာတော့မဟုတ်တော့ဘူးနော်ဘာလို့လဲဆိုရင်ဖန်လိကသုတ်တံဆိုတာရှိသေးတယ်အစာရိယတစ်ခုတည်းတစ်ခုဆက်သွယ်ပြီးတော့ကြည့်ရတာပေါ့နော်အဖြစ်မှန်ကတော့သူတို့ညီကိုနှစ်ယောက်မြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးရာဇဂုရောက်ရာဇဂုမှာသတင်းသုံးနေတဲ့အချိန်သူတို့ဖះကိုလာပြီးတော့ရှိတွေ့ကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားတရားဟောတော့ညီကိုနှစ်ယောက်စလုံးဟာသောတာပန်ဖြစ်သွားတယ်နောက်ပိုင်းကျတော့မှဖန်လိကသာသနာ့ဘောင်ဝင်ယဟန်ခံပြီးတော့ယဟန္တာဖြစ်သွားတယ်လို့ထေရဂါထာမှာဖန်လိယထေရဂါထာဆိုတာရှိတယ်အထက်ကရာဖွင့်တော့လည်းပဲတခြားတစ်ပါးမဟုတ်ဘဲနဲ့တပုဒ္ဒဗန္လိကညီနောင်တွေကဗန္လိကပဲဖြစ်တယ်သို့တော့အဲ့ဒီမှာဗန္လိယလို့ရေးတယ်ဗန္လိယလို့ရေးပြီမလို့ဒီဗန္လိကပဲဆိုတာစာပေတွေမှာဒီလိုရှိတယ်ပေါ့အဲ့တော့စာပေတွေကိုညှိပြီးတော့ယူလိုက်တဲ့အခါမှာသူတို့နှစ်ဦးဟာဘုရားဘာသာမြတ်စွာဘုရားရဲ့ဘုရားဥပဒကတွေထဲမှာထူးခြားတဲ့ထင်ရှားတဲ့ဥပဒကနှစ်ဦးဖြစ်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးအင်္ဂုတ္တမှာတပုဒ္ဒသုတ်ဖန်လိကသုတ်ဆိုပြီးတော့သုတ်တန်လေးနှစ်ခုရှိတယ်ဥပဒကပေါင်း22ဦးအကြောင်းကိုရေးထားတဲ့သုတ်တန်လေးတဖြည်းဖြည်းတော့ဥပဒကတွေအကြောင်းဟောမယ်အဲ့ဒီမှာတပုဒ္ဒသုတ်နဲ့ဗန္လိကသုတ်မှာဟောထားတဲ့ဒီတရားပုဒ်ကလေးကိုနားထောင်ကြည့်ပဲဆိုလို့ရှိရင်သူတို့သောတာပန်အနေထားဆိုတာမှန်ကန်တယ်အဲ့သုတ်တန်လေးကိုနားကြည့်အောင်သဟိဘိက္ခွေဓမ္မေဟိသမဏဂတောတပုတ်သောဃပတိတထာဂတိနိဋ္ဌင်ကတောအမတတသော
အမတန်သစ္စိကတ္တဝါဒီသုတ်တန်လေးမှာဒီအရေးချင်း6မျိုးနဲ့ပြည့်စုံတဲ့ဒီတရား6မျိုးနဲ့ပြည့်စုံတဲ့တပုဒ္ဒဆိုတဲ့ဥပဒကဟာတဲ့တထာဂတိနိဋ္ဌင်ကတော်မြတ်စွာဘုရားအပေါ်မှာသူယုံကြည်ချက်ဟာအဆုံးသတ်ယုံကြည်ချက်ပဲမပြောင်းလဲတော့ဘူးဆိုနိဋ္ဌင်ကတော်ဆိုတာနိဋ္ဌံကတော်ဆုံးဖြတ်ချက်ချထားပြီးပြီမြတ်စွာဘုရားအစစ်လို့ဆိုပြီးတော့မပြောင်းလဲတော့ဘူးပုရုဇဉ်တွေကအဲ့လိုမဟုတ်ပြောင်းတယ်လေပြောင်းတယ်အဲ့တော့တထာဂတိနိဋ္ဌင်ကတော်မြတ်စွာဘုရားအပေါ်မှာလုံးဝဒါတကယ်ဆရာအစစ်ပဲဆိုပြီးတော့အပြောင်းလဲမရှိဘဲနဲ့ဆုံးဖြတ်ချက်ချတယ်အမတတ်တော်နိဗ္ဗာန်တရားကိုကောင်းကောင်းမြင်တယ်အမတန်သစ္စိကိတ္တဝါဣရိယတိတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့သူဟာနေထိုင်တယ်ဘဝမှာအဲ့လိုဖော်ပြထားတယ်အရေးချင်း6မျိုးနဲ့ပြည့်စုံတဲ့တပုဒ္ဒဟာမြတ်စွာဘုရားပေါ်မှာလုံးဝယုံကြည်တယ်နိဗ္ဗာန်ကိုသူကိုယ်တိုင်မျက်မှောက်ပြုပြီးပြီနိဗ္ဗာန်ကိုကိုယ်တိုင်မျက်မှောက်ပြုနိုင်တယ်ဆိုတာသောတာပန်ဖြစ်မှပြုလို့ရပုရုဇဉ်တွေကမှန်းဆရုံပဲဖြစ်တယ်အဲ့တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာသောတာပန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာအမတန်သစ္စိကိရိယာယဣရိယတိသစ္စိကတ္တဝဣရိယတိဆိုသူကသောတာပန်ဖြစ်နေပြီဆိုတာကိုဖော်ပြတဲ့စကားလုံးနှလုံးပဲအဲ့ဒီမှာသူ့ရဲ့အရည်အချင်းတွေကိုပြောတဲ့အခါမှာဘယ်လိုပြောတော့အဲ့တော့ဘုန်းကြီးတို့တွေနဲ့ကိုယ့်ကိုဘုန်းကြီးတို့တရားဓမ္မတွေကိုယ့်ကိုဆုံးဖြတ်လို့ရတယ်ဒီသုတ်တန်ကိုကြည့်မယ်ဆိုရင်တပုဒ္ဒဘယ်လိုတပုဒ္ဒဆိုတဲ့ဘုရားကိုကိုယ်ဝယ်စိတ်ကတဲ့ဥပဒကကြီးဟာဘယ်လိုအရည်ချင်းနေနဲ့ပြည့်စုံတာတော့ဆိုရင်နံပါတ်1ကဗုဒ္ဓေအဝိစ္စပတာရိနာမြတ်စွာဘုရားကိုနှစ်ကအသိဉာဏ်နဲ့ယုံကြည်တာအသိဉာဏ်နဲ့ယုံကြည်တာနဲ့တရားနဲ့ယုံကြည်တာမတူဘူးနော်အသိဉာဏ်ပါတဲ့ဟာနဲ့ယုံကြည်တာလုံးဝဆုံးဖြတ်ပြီးတော့ဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်မှုဘုဒ္ဓေဝိစ္စပတာရိနာအသိဉာဏ်ပါတဲ့တရားနဲ့ဓတ္တနမူလိကတတ္ထာလို့ဆိုရတယ်ဘုရားရဲ့အရေးချင်းတွေကိုသိပြီးတော့ယုံကြည်တယ်ယုံကြည်မှုကလည်းအမျိုးမျိုးရှိတာဟုတ်အဲ့တော့မြတ်စွာဘုရားအပေါ်မှာနှစ်ကဘုရားရဲ့အရေးချင်းတွေကိုသိရှိပြီးတော့ယုံကြည်မှုဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ပြည့်စုံတယ်ဘုရားကိုယုံကြည်တယ်လို့ပဲဓမ္မေအဝိစ္စပတာရိနာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေပေါ့သူကိုယ်တိုင်ကြင်ကြံကြုတ်ကိုအထောက်တာသူကိုယ်တိုင်တရားဓုရထားတာဆိုတရားပေါ်မှာဆိုဘယ်တရားတော့လို့မေးလို့ရှိရင်မတရားဖို့တရားမစ္စည်းမပฏิပဒါမဂ္ဂင်၈ပါးတရားမဲ့ဆိုတာမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတာပဲမဂ္ဂင်၈ပါးကိုပေါင်းပြီးခေါ်လိုက်ရင်မဲ့လို့ခေါ်တာရှားမဟုတ်နော်မဲ့ဆိုတာပေါင်းတာလူဆိုတာလဲဘာတွေပေါင်းထားတာခေါင်းတို့ခြေတို့လက်တို့ကိုယ်တို့ပေါင်းထားတာလူလို့ခေါ်တာပဲအဲ့မက္ခလို့ပြောတဲ့ဟာကမဂ္ဂင်၈ပါးကိုပေါင်းထားတာအလုံးပြည့်စုံတယ်ပေါင်းထားတဲ့အရာဖြစ်တယ်ဒါကြောင့်မို့ဓမ္မဆိုတာအရေးကြီးတဲ့အဲ့ဒီမဂ္ဂင်၈ပါးတရားမြတ်စွာဘုရားဟောတဲ့ဗောဓိပက္ခိယ139ပါးနောက်ဘုရားဟောသမျှတရားတွေပိဋကတ်30နိကေ9ပြာဓမ္မခန္ဓာပေါင်း8400အဲ့ဒီပုံမှာလည်းချွင်းချက်မရှိနှစ်ကအသိဉာဏ်နဲ့ယုံကြည်ခြင်းဆိုတဲ့အရည်ချင်းသူ့မှာရှိတယ်တန်ခေဝိစ္စပတာရိနာဒီတရားတွေကိုသိရှိပြီးတော့ကျင့်ကြံကြုတ်ကုတ်အားထုတ်တဲ့အရိယတန်ဃာတွေသောတာပန်သဂရကအနာဂံယဟန္တာလို့ဆိုတဲ့အရိယတန်ဃာတွေပုံမှာလည်းပဲအဝိစ္စပတာရိနာအပြောင်းလဲမရှိအသိဉာဏ်နဲ့နှစ်ကယုံကြည်မှုဆိုတဲ့တရားတရားနဲ့ပြည့်စုံတယ်ဆိုလိုတာဘုရားတရားတန်ဃာယရဏသုံးပါးပေါ်မှာနှစ်ကယုံကြည်မှုနဲ့ပြည့်စုံတယ်လို့ဆိုဒါသောတာပန်ရဲ့အရေးချင်းပဲပုရုဇဉ်တွေကြတော့ဒီအရေးချင်းဟာမပြည့်ဝသည့်အတွက်ကြောင့်အခြေအနေအရပြောင်းလဲသွားနိုင်တယ်ပုထုဇဉ်တွေနော်အဆွဲကောင်းရင်ပြောင်းသွားသေးတာပုထုဇဉ်ဆိုတာပြောလို့မရအဲ့တော့ဒီလိုဘုရားတရားသံဃာရဲ့သုံးပါးအပေါ်မှာ
နှစ်ကယုံကြည်သွားတယ်ဆိုတာခိုင်မာတဲ့တရားတရားနဲ့ယုံကြည်သွားတဲ့ပုဂ္ဂိုလ်အဆင့်လို့ဆိုလို့တယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေအဲ့ဒီအဆင့်ရအောင်ကြိုးစားရမယ်ဆိုတော့သတိထားမှာပေါ့နော်ဥပဒကတိုင်းဟာဖះကိုမပြောင်းလဲတဲ့နှစ်ကယုံကြည်မှုတရားနဲ့ပတ်သက်ပြီးနှစ်ကယုံကြည်မှုသံဃာနဲ့ပတ်သက်ပြီးနှစ်ကယုံကြည်မှုဆိုတာနောက်တစ်ခုကဘာတော့အရိယေနသီလေနတဲ့အရိယေနသီလေနဆိုတာတို့ကြောင့်ဒီမှာအဓိကတော့၅ပါးသီလပဲအရိယကန္တသီလလို့ခေါ်တယ်အရိယတွေဘယ်လောက်ပြန်နိုးတော့ဆိုရင်ဘဝကူးသွားတောင်မှဒီသီလမပြတ်ဘူးတို့ခဏခေတ်မှလည်းပဲသောတပန်လူဝိစားလေးတွေလို့ပြောနိုင်လောက်တဲ့တချို့ကလေးလေးတွေရှိတယ်နော်မွေးလာကြတဲ့ကငငယ်လေးတွေကသူများတဲ့မတတ်တဲ့ကလေးလေးတွေရှိတယ်ကြားဘူးတယ်နော်အဲ့တော့ဘဝကနေပြီးတော့သီလလုံလာတဲ့ပုဂ္ဂိုလ်လေးတွေဟာဒါသောတပန်ဝိစားလေးတွေလို့ပြောနိုင်တာပေါ့နော်သောတပန်လည်းလူပြန်ဖြစ်နိုင်သေးတာဟုတ်အရိယေနသီလေနမြင့်မြတ်တဲ့၅ပါးသီလနဲ့အခိုင်အမာပြည့်စုံတယ်တဲ့နံပါတ်5ကျတော့အရိယေနညာနေနဆိုတာကိုသောတပန်ဖြစ်သွားတာကိုပြန်ပြီးတော့သိတယ်သိတဲ့ဉာဏ်ပစ္ဆွခဏဉာဏ်လို့ခေါ်တယ်အဲ့ဒါကိုပဲဒီနေရာမှာအရိယေနညာနေနလို့ပြောတယ်ကိုဘဝအခြေအနေကိုပြန်သိနိုင်တယ်ဉာဏ်နောက်တစ်ခါအရိယာယဝိမု ക്തി ယမြင့်မြတ်တဲ့လွတ်မြောက်မှုဆိုတာသောတပတိဖို့ပြောတာဖြစ်တယ်အဲ့ဆိုလိုတာကတော့ဒီအင်္ဂါ6ချက်ပြောထားတာဟာတပုဒ္ဒဟာသောတပန်ဖြစ်တယ်ဆိုတာကိုပြောတဲ့စကားပါပဲဒီသုတ်တံထို့တူပဲဗန္လိကနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားဒီတိုင်းဟောတယ်ဗန္လိကကလည်းတရား6မျိုးနဲ့ပြည့်စုံတဲ့ဗန္လိကဟာမြတ်စွာဘုရားပေါ်မှာဆုံးဖြတ်ချက်ယုံကြည်ချက်အပြည့်အဝရှိတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းပဲဒီတရား6မျိုးပဲအဲ့ဒါပဲဗုဒ္ဓေဝိသပတာရိနဓမ္မေဝိသပတာရိနသံဃေဝိသပတာရိနအရိယေနသီလေနဆိုတာဒါသောတပန်ရဲ့အင်္ဂါရပ်တွေပဲနော်သောတပန်ဖြစ်ပြီဆိုရင်တချို့နေရာမှာအင်္ဂါ၄ပါးဆိုတာဒါကိုပြောတာနော်ဒါ၄ပါးဒီမှာဘာထည့်ထားတော့ဆိုအရိယေနညာနေနအရိယာယဝိမု ക്തി ယဆိုတာဒါလေးနှစ်ခုပို့ထည့်ထားအဲ့ဒါလေသောတပန်ဖြစ်ပြီဆိုရင်သောတပန်တရားဓမ္မကိုပြန်ပြီးဆင်ခြင်သုံးသပ်နိုင်တဲ့ဉာဏ်ဒီမှန်ကန်တဲ့တဏှာဒိဋ္ဌိနဲ့ဝိသိကိစ္စလွတ်မြောက်မှုဆိုတဲ့သောတပတိဖို့အရိယာယဝိမု ക്തി ဒါလည်းသောတပန်ရဲ့တခြားနေရာမှာသောတပန်ရဲ့အရေးချင်းထဲမှာထည့်မပြောပြီးမဲ့လို့ဒါလည်းသောတပန်အရေးချင်းပဲလို့ဒီလိုမှန်သောတပန်အရေးချင်းကိုဖော်ပြလို့ရှိရင်ဒီ၄ခုပဲဖော်ပြလို့ရှိတယ်သောတပန်ဖြစ်ကြောင်းအင်္ဂါဆိုရင်ကတော့သူကတစ်မျိုးသောတပတိယင်္ဂါနဲ့ပတ်သက်ပြီး2မျိုးရှိတယ်သောတပန်ဖြစ်အောင်ကျင့်နိုင်တဲ့အကျင့်အကြောင်းတရား4မျိုးကြတော့သူတော်ကောင်းကိုစိတ်ကပ်ခြင်းသူတော်ကောင်းတရားကြားနာခြင်းယောနိသောမနတိကာရရှိခြင်းတရားဓမ္မကိုမှန်ကန်စွာကျင့်ကြံကြိုးကိုအထုတ်ခြင်းလို့ဆိုအဲ့ဒီ၄ခုကသောတပန်ဖြစ်ကြောင်းတရား၄ပါးစာပေမှာသောတပတိယင်္ဂါလို့သုံးတယ်သောတပန်ဖြစ်သွားရင်ရှိတဲ့အင်္ဂါရပ်ကလည်း၄ခုပဲဗုဒ္ဓေဝိသပတာရဓမ္မေဝိသပတာရသံဃေဝိသပတာရအရိယေနသီလေနဆိုအရိယကန္တသီလဒီ၄ခုဟာဒါသောတပန်ရဲ့အင်္ဂါသောတပန်ဖြစ်ပြီဆိုရင်ဒီရည်ချင်းတွေရှိတယ်လို့အဲ့တော့ကိုယ့်အကိုသောတပန်ဖြစ်မဖြစ်ဒီရည်ချင်းနဲ့သတ်မှတ်ရမှာလို့ဆိုလို့ဘယ်ရပဲဖြစ်ဖြစ်အရည်ချင်းဟာအရေးကြီးဆုံးပဲပေါ့နော်အဲ့တော့ဒီသုတ်တန်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါတပုဒ္ဒနဲ့ဗန္လိကတို့ဟာရာဇဂုရုံမှာတရားနာပြီးတော့သောတပန်ဖြစ်သွားကြပြီဆိုတာဒါတစ်ခုမှတ်ဖို့နောက်တစ်ခါတပုဒ္ဒသုတ်အင်္ဂုတ္တထဲမှာနဝကနိဗ္ဗာန်မှာတသုတ်ရှိသေးတယ်အဲ့ဒီသုတ်ကတော့သူလျှောက်တဲ့စကားလေးလောက်တယ်ရှင်အန္တရာကိုသူလျှောက်တဲ့စကားလေးရှိတယ်ရှင်ဘုရားတဲ့ယဟန်ငယ်လေးတွေအခုချိန်မှာသာသနာပေါ်ဝင်ပြီးတော့သာသနာပေါ်မှာကြာရှိစွာနေနိုင်ကြတယ်တဲ့ကာမဂုဏ်အာယုံကိစ္စတွေရှောင်ရှားပြီးတော့
နိခမ္မလို့ဆိုရယ်ယဟန်ဘဝမှာပျော်မွေ့နေကြတယ်တပည့်တော်အနေနဲ့ကတော့ရဟန်းဝဖို့စဉ်းစားလိုက်တိုင်း6 ကဘာကြီးတဲ့ဆင်းရမလို့စိတ်ထဲမှာခံစားရတယ်သူသင်္ကန်းတော့မောနိုင်ဘူးဆိုတော့ပြောတယ်အဲ့ဒါတပုဒ္ဒပြောတာနော်ဒါကြောင့်မို့လို့သူလူဝကြောင့်နဲ့ပဲစခန်းသိမ့်ပုံရတယ်သူသင်္ကန်းမဟုတ်ဘူးသို့တော့သူညီဗန္ဓိယကြတော့နောက်ပိုင်းမှာသင်္ကန်းဝတ်သွားတယ်ထေရဂါထာမှာသူညီဟောခဲ့တဲ့ဂါထာလေးတစ်ပုဒ်ကိုနားကြည့်အောင်မထေရမြတ်တို့ရဲ့အမှတ်တရစကားထဲမှာလည်းဟောထားတာရှိပါတယ်သူ့အကြောင်းနော်အဲ့တော့သူညီဟောထားတဲ့တရားလေးကယောပါနုတိမစ္ဆုရာသတ္တသေနာနလတိတုံဝသုထုပ္ပလမဟောခောဥပမာလေးနဲ့တင်စားပြောတာရှည်စည်းတန်တဲ့မြည်စည်းဟာအရှိန်နဲ့စီးလာတဲ့မြည်စည်းဟာကျူရိုးနဲ့ဆောက်ထားတဲ့တရားလေးခနော်ခနဲ့ကျူရိုးနဲ့ဆောက်ထားတဲ့တရားလေးကိုဖြိုချတိုင်မျောသွားတယ်လို့သေမင်းရဲ့စစ်တပ်ဖြစ်တဲ့သေမင်းရဲ့လက်နက်တွေစစ်သည်ဘိုးပါအားလုံးကိုအနိုင်တိုက်နိုင်တဲ့ပုဂ္ဂိုလ်ဟာအောင်မွေးရသူဖြစ်ပါတယ်သူပြောပါနော်သူယဟန္တာဖြစ်တော့ပြောတဲ့စကားအောင်မွေးရသူဖြစ်တဲ့ဝိစိတဝီဘယ်ရပြီတော့ကြောက်ဆက်လုံးဝမရှိဘူးကြောက်စိတ်ကင်းတယ်တန်တော်သောပရိနိဗ္ဗုတောထိတတ်တော်အဲ့ဒီပုဂ္ဂိုလ်ဟာလောကမှာအရင်ကျေးဆုံးယဟန္တာဖြစ်သွားရင်မိုင်ရိုင်းတဲ့စိတ်မရှိတော့ဘူးလေအကုသိုလ်စိတ်မရှိတော့ဘူးဒါမှမဟုတ်အရင်ကျေးဆုံးဖြစ်သွားရင်စိတ်ထက်အနေနဲ့ယဉ်ကျေးသွားတယ်ပရိနိဗ္ဗုတောကိလေသာတွေငြိမ်းသွားတယ်ထိတတ်တော်စိတ်ဓာတ်တည်ငြိမ်မှုဘဝမှာယက်တည်မှုရသွားပြီတန်တရားထဲမှာယက်တည်ရသွားပြီလို့သူတို့ဆိုလို့တယ်ယဟန္တာဖြစ်သွားပြီလို့သူယဟန္တာဖြစ်ကြောင်းကိုဖော်ထုတ်တဲ့စကားလေးပဲထေရဂါရမှာဗန္ဓိယမထေရရဲ့မိန့်ကြားခဲ့တဲ့ယဉ်တွင်းစကားအဖြစ်မှတ်သားထားတာဒီလိုရှိတယ်အမှတ်တရစကားအဖြစ်ဒီလိုရှိတယ်အဲ့တော့ပထမဆုံးဖျားဖြစ်ပြီးနောက်မြတ်စွာဘုရားကိုဆွမ်းကပ်ခွင့်ရတာဟာတပုဒ္ဒနဲ့ဗန္ဓိကဖျားတရားဒီနှစ်ပါးကိုပထမဆုံးကိုယ်ဝေစိတ်ကပ်ခွင့်ရတာလေတပုဒ္ဒနဲ့ဗန္ဓိကတပုဒ္ဒဟာသောတပန်ဘုရားရောက်သွားပြီဗန္ဓိကကတော့နောက်ပိုင်းမှာသင်္ကန်းဝတ်လို့ယဟန္တာဖြစ်သွားတယ်လို့သူတို့ညီကိုနှစ်ဦးရဲ့စပ်ပေါင်းကတော့အဲ့ဒါလိုပဲပေါင်းထားတာဒီနောက်တော့တိတ်ပြီးတော့သူတို့အကြောင်းကိုသိရတာမရှိတော့ဘူးဒါဒီဇလန်နဲ့ပတ်သက်ပြီးတော့မှတ်သားကြည့်မယ်ဆိုရင်ဘဝဆိုတာနော်အခြေအနေနဲ့အချိန်ခါကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာကံကောင်းသလိုဆုံစည်းကြရတယ်တို့တွေဟာကံကောင်းနေအောင်အလုပ်ကောင်းမှုကြိုးစားရမှာဖြစ်တယ်သိတဲ့အချိန်မှာအကောင်းဆုံးအလုပ်တွေကိုလုပ်နိုင်အောင်တို့တွေကြိုးစားအထောက်ကြမယ်လို့ဒီတရားတော်လာတဲ့အတိုင်းမှတ်သားပြီးမြတ်စွာဘုရားအပေါ်မှာနှစ်ကာယုံကြည်မှုတရားဓမ္မအပေါ်မှာနှစ်ကာယုံကြည်မှုသံဃာအပေါ်မှာနှစ်အရိယသံဃာတွေအပေါ်မှာနှစ်ကာယုံကြည်မှုနဲ့အရိယကန္တသီလဆိုရယ်ကိုချင်းသီလမြဲမြံမှုမြတ်နိုးမှုဒီချင်းတွေတို့တွေပြည့်စုံအောင်ကြိုးစားအထောက်ကြမယ်လို့ကိုစီတတိထားပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း